အားလုံးမင်္ဂလာပါရှင်နော်အားလုံးရှာနေတဲ့အတွက်ဒီနေ့ညီမအားလုံးနောက်ထပ်ပေါ့နော်စက်တရပါလာပါရှင်နော်အားလုံးစမတ်ထားတဲ့အားလုံးမရသေးဘူးဆိုတော့စမတ်နဲ့ပတ်လေးတစ်ချက်ချတာပေးလို့ရပါရှင်နော်အားလုံးနဲ့စမတ်ရသေးတဲ့အတွက်ကကြတော့အိတ်ဆရာနေမရှိဘူးတဲဆရာနေမရှိဘူးဆိုတော့ရှုံးမှလာပြီးတော့တဲလို့ရပါရှင်နော်ညီမတို့ရုံကကြတော့နေ့တိုင်းဖွင့်နေအလုံးဝဆောက်ခါကကြတော့ပေါ့နော်အလုံးရမှပေးရမှာဖြစ်ပါရှင်နော်ကဲဒီနေ့အားကြတော့ပေါ့နော်ဝင်ထားတဲ့အလုံးကကြတော့အလုံးနဲ့လူကြီးအသွားပြချက်ပါရှင်နော်အလုံးနေရာကကြတော့လာမင်းဟာကောပေါ်စနေမှာပေါ့နော်ဒါကတပေါင်းဝယ်ကနေတပေါင်း6,000ပေးတယ်ဒါချင်း9ရောက်ရှိမယ်ရှင်နော်အိမ်မခွတ်တိတ်ဆက်မရှိဘူးအလုံးချိန်ကကြတော့8နိုင်ဝင်ည6နိုင်ဆွဲရပါမယ်အလူကကြတော့မင်္ဂလေးပေါ့နော်အသက်89နှစ်အရွယ်ဖြစ်ပါရှင်နော်ပြတောင်လည်းလှုပ်ရှားလို့ရသေးရဲ့နောက်တနေရာကကြတော့အလုံးနဲ့ကလေးသေးပေါ့နော်လာကတပေါင်းဝယ်ကနေတပေါင်း6,000ပေးတယ်အလုံးနေရာကကြတော့ပထမဒီဘက်မှာရှယ်ရှင်နော်တတိယတော့ရောက်ရှိမယ်အိမ်မျိုးခွတ်တိတ်ဆက်မရှိဘူးကလေးအားတော့ဝေကစားကလေးတယောက်ရှိမယ်ရှင်နော်9ရက်4ရက်ပေးပါတယ်နောက်တနေ့ရာကကြတော့ရလောက်အသွားပြန်ပေါ့နော်အလုံးနေရာကကြတော့ဝက်စလာပုံမှန်မှာရှိရဲလာကတတောင်ဝဲတတိယ4ယောက်ကနေ9ယောက်ထိရှိမယ်အိမ်မျိုးခွတ်တိတ်ဆက်မရှိဘူးရှင်နော်အလောက်ချိန်ကကြတော့8နိုင်ဝင်ပြီးည6နိုင်ထွဲရမယ်နောက်တနေ့ရာကကြတော့ရိုးရိုးအေးရလောက်ပေါ့နော်အလုံးနေရာကကြတော့စံပြင်းခွဲမှာရှိတယ်လာကတတောင်2000ပေးရဲတတိယ6ယောက်ပေါ့နော်အိမ်မျိုးခွတ်တိတ်ဆက်မရှိဘူးခမင်းရလွယ်လွယ်လေးချက်တက်ရမယ်နောက်တနေ့ရာကကြတော့ရိုးရိုးအေးရလောက်လာကတတောင်3000ပေးတယ်နေရာကကြတော့ပရပွန်တို့ဆိုင်ဆောင်မှာရှိရှင်နော်တတိယ2ယောက်ရှိမယ်ခွေး3ကောင်ရှိမယ်ရှင်နော်ကြောက်တစ်ကောင်ရှိမယ်ခမင်းရလွယ်လွယ်လေးချက်တက်ရမှာမယ်ရှင်နော်အဲ့ဒါကကြတော့နောက်တနေ့ရာကအလုံးနေရာကကြတော့စမုစာခေါ်လာကတတောင်3000ပေးတယ်တတိလေးရောက်ပေါ့နော်ခွေး9ကောင်ရှိမယ်အလုံးစင်က9နိုင်ဝင်ည6နိုင်ချက်ရမှာဖြစ်ပါရဲ့ရှင်နော်နောက်တနေရာကကြတော့အလုံးလာကတတောင်လုံးဟာအလုံးနေရာကကြတော့ထိုင်မှုလေးတတိ3ရောက်ရှိမယ်အိမ်ဘုခွတ်တိတ်ဆက်မရှိဘူးနော်နောက်တနေရာကကြတော့အလုံးနဲ့လူကြီးဖြစ်ပါရဲ့ရှင်နော်လာကတတောင်6,000ပေးရအလုံးနေရာကကြတော့ဆိုင်ဆောင်တတိ9ရောက်ရှိမယ်လူကကြတော့ပေါ့နော်အတိုက်80ရွယ်ပတောင်နည်းနည်းပါလို့ရှာလို့ရသေးရဲ့နောက်တနေရာကကြတော့ရလို့အသွားပြချစ်ပါရှင်နော်အလုံးနေရာကကြတော့စင်ဟန်မှာနားမှာရှိရဲ့လာကတတောင်ဝယ်ကနေတတောင်6,000ပေးရပေါ့နော်တတိလေးရောက်ရှိမယ်အိမ်မခွတ်တိတ်ဆက်မရှိဘူးအလုံးချိန်ကကြတော့9နိုင်ဝင်ပြီးည6နိုင်ဆွဲရမယ်နောက်တနေရာကကြတော့အလုံးနဲ့လူကိုကြည့်အလုံးနေရာကကြတော့မေဂျာကိုထင်းမှမှာပေါ့နော်အဲ့ဒါကကြတော့လာကတတောင်400နဲ့တောင်ဝယ်ပေးတယ်တတိ3ရောက်ပေါ့နော်အိမ်မခွတ်တိတ်ဆက်မရှိဘူးလူကကြတော့ကုပတာကိုလှုပ်ရှားလို့ရသေးတယ်ရှင်နော်နောက်တနေရာကကြတော့ယောက်ျားလေးပါကင်ပေးယောက်ျားလေး10ရောက်ခေါ်မယ်ရှင်နော်ဒါတရက်ကို400ပေးတယ်အလုံးနေရာကကြတော့ကွန်ကန်မှမှာရှိတယ်ပစ္စည်းထောက်ရမှာဖြစ်ပါရဲ့ရှင်နော်အဲ့ဒါယောက်ျားလေး10ယောက်ခေါ်မယ်နေဘက်သွားနိုင်တဲ့လူကြည့်ရမယ်အခန်းပေးတယ်ကိုကိုရဲစားမှာဖြစ်ပါရဲ့ရှင်နော် OD တနာယူကို85ဘတ်ပေးပါရဲ့ရှင်နော်ကဲအခုညီမပြောနေတဲ့အလုပ်တွေအကုန်လုံးပါတော့9ရက်4ရက်ရှိတယ်တကယ်လို့ကွာကျတော့မနာဘူးဆက်မှာနော်တို့ OD ပေးပါရဲ့ရှင်အခုပြောတဲ့အလုပ်ကိုကွာစိတ်ဝင်စားတဲ့အလုပ်ရှိလို့ရှင်မှာနော်ရုံးမှာလာစမတ်လို့ရတယ်ရုံးမှာစမတ်ထားပြီးသားလို့ဆိုရင်လည်းပေါ့နော်စမတ်နံပါတ်လေးချတာပေးလို့ရပါရဲ့ရှင်နော်ညီမတို့ရုံးနေတိုင်းဖြစ်ပါတယ်အလောနောက်ထပ်အလုပ်တွေဝင်လာတဲ့အချိန်တိုင်းပေါ့နော်ပြန်ပြီးတော့ပြပြပေးပါမယ်ရှင်နော်ဒီညတော့သွားပါမယ်ရှင်အားလုံးမင်္ဂလာပါ